မင်္ဂလာပါရှင် easy pan မိပါမေတို့ဒီနေ့ကြက်သားအချိုနှစ်ကလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ဒီကြက်သားအချိုနှစ်ဖို့အတွက်မိကတော့ကြက်ရင်မုံလေးပဲတုံးထားပါတယ်ပထမဦးဆုံးရေစီးတုံးထားတဲ့ကြက်ရင်မုံလေးကိုမိတို့ကအသားမှုတ်တစွန်းပြီးရင်စားလီအနေငယ်နဲ့စနွေးမှုတ်လေးထည့်ပါမယ်ပြီးရင်မိကတော့ကြက်သွန်ဖြူမှုန့်နဲ့ချင်းမှုန့်လေးနဲ့ထည့်ပြီးတော့အရသာလေးဝင်သွားအောင်ခဏနေပြီးတော့15မိနစ်လောက်နှက်ထားလိုက်ပါတယ်ကြက်သားနှက်ထားလေး15မိနစ်ပြည့်ပြီဆိုလို့ရှိရင်အိုးရဲကိုစီထည့်ပြီးတော့မိတို့ကြက်သားစားချက်လို့ရပါပြီဒီမှာပထမဦးဆုံးကြက်သွန်နေပါလိစီမတက်ဖဲနဲ့မိကကြက်သားကိုပဲအပေါ်ရန်လေးတင်းသွားအောင်လို့ရင်ဦးဆုံးကြော်ပါတယ်အပေါ်ရန်လေးတင်းသွားအောင်လို့ကြက်သားလုံးရိတ်ခန်းတဲ့အထိမိတို့ကအဖုံးလေးအုပ်ပြီးတင်းတင်းလေးဖြစ်အောင်ကြော်ထားမှကြက်ချိုနှက်ကလေးကအရင်ပို့ပြီးတော့စားလို့ကောင်းတာပေါ့နော်ပေါ်ရန်လေးတင်းသွားပြီဆိုလို့ရှိရင်ဖုံးလေးခဏအုပ်ပြီးတော့တည်ထားလိုက်ပါမယ်အခုဆိုရင်အဖုံးပြီးတော့တည်ထားလိုက်တာမှာကြက်သားရဲ့လုံးကြီးလေးခန်းသွားပြီပေါ့နော်ဒီလိုမျိုးခန်းမခန်းကိုတော့ခဏဖွင့်ကြည့်ပြီးပါဖွင့်ကြည့်ပြီးရင်အထက်အောက်လေးလှန်ပြီးပေါ့နော်အဲ့ဒါမှအပေါ်ရန်လေးကနှစ်ဖက်စလုံးကြီးညညာလေးတင်းတင်းလေးဖြစ်မှာပါကြက်အချိုချက်နီးကိုလေပုံမှန်အရင်တော့ပဲငပြာရည်ရောနေပြီးတခါလေးချက်ဖူးပြင်မယ်ဒီနီးလဲနေရပို့ပြီးတော့စားလို့ကောင်းတာမလို့မျှဝေပေးရပါဒီလိုမျိုးလေးချက်သားလေးပေါ်ရန်လေးတင်းသွားပြီးလုံးရည်လေးလည်းအကုန်လုံးခန်းသွားပြီဆိုလို့ရှိရင်မိတို့ကအရသာလေးထပ်ထည့်ပါမယ်ဒီမှာမိကအရသာအတွက်ပဲငပြာရည်အနောက်နဲ့ပဲငပြာရည်အကြည့်ကိုသုံးထားပါတယ်မေကပဲငပြားအနောက်ကလေးထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ထည့်တယ်ပြီးွားရင်ပဲငပြားအကြီးလေးထပ်ထည့်လိုက်ပါတယ်အဲ့ဒါပြီးသွားရင်မေကဒီမှာကြက်သွန်နီကြော်လေးကိုထမင်းစားစွန်းနှစ်စွန်းစာလောက်ထည့်လိုက်ပါတယ်ကြက်သွန်နီကြော်မရှိလို့ရှိရင်ကြက်သွန်နီကိုပဲလေတုံးကြီးလေးတုံးပြီးထည့်လို့လည်းရပါတယ်ဒါလေးကိုလိတ်သွားအောင်လို့ရင်ဦးဆုံးနှံ့အောင်မှွေလိုက်မယ်ပေါ့နော်မှွေပြီးသွားရင်ရေနွေးလေးကိုကြက်သားမြုပ်တဲ့အထိထည့်ပြီးတော့မျိုးအဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်အဖုံးလေးအုပ်ပြီးတည်ထားလေးကြက်သားလေးရဲ့ရေအားခန်းသွားပြီဆိုလို့ရှိရင်မျိုးကတေချာလေးအနှစ်ကြလိတ်သွားအောင်လို့တာတာလေးမှွေမယ်ပေါ့နော်အဲ့ဒါပြီးသွားရင်စီးပြန်လာပြီဆိုရင်ငရုတ်ကောင်းမှုလေးခက်ပြီးရင်မီတို့ရဲ့ကြက်သားဟင်းလေးကကျက်သွားပါပြီဒီမှာကြက်သွန်အနှစ်ကိုများများကြိုက်လို့ရှိရင်ကြက်သွန်ပို့ထည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ငရုတ်ကောင်းတဲ့မှုမွေလေးနဲ့ကြက်အချိုချက်လေးရသွားပါပြီဒီကြက်သားအချိုနှက်ကလေးမီတို့အချင်းတုပ်ကလေးနဲ့ပဲတွဲစားဒါမှမဟုတ်လို့ရှိရင်အရွက်ကြော်လေးနဲ့ပဲတွဲစားအဆင်ပြေပါတယ်ဒီခင်းလေးကအချိုချက်ထားဖြစ်တဲ့အတွက်ကလေးလေးစားမယ်ဆိုလို့ရှိရင်လည်းထမင်းမိန်ပါပါမင်းနဲ့တူတူလိုက်ချက်စားကြည့်ပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်